ဖြစ်လိုက်ရလေမြမပီသားတွေကြီးပဲနှက်ခေါ်ရချက်စီမှာအခုတွေ့နေရတဲ့ချောင်းထဲမှာပြည့်နေတဲ့အရွက်တွေကအမိုက်မဟုတ်ပါဘူးရှင်ထိုင်းလို့ဆိုဖတ်တုံချော်ပါလို့ခေါ်ပြီးမြမလို့ဆိုမက်ပီတာအပင်လို့ခေါ်လာရှင်မသွားရင်ကတော့နော်မက်ပီတာအပင်တွေကတချောင်းလို့ပြည့်နှက်နေတော့ချောင်းတွေကကောင်းမစီးဝရှင်အဲ့တော့10 လပိုင်း10 ရက်နေ့မှာဒီမက်ပီတာအပင်တွေကိုရှင်းလင်းဖို့အတွက်တာဝန်ရှိသူကြီးကမြန်မာပြည်သားအယောက်20ကိုငားရမ်းခဲ့ပါတယ်ရှင်။မက်ပီတာအပုတ်ကြီးကိုကမ်းပေါ်ကိုဆွဲတင်ဖို့အတွက်မြန်မာပြည်သားတွေဖြစ်ကြတဲ့နိုင်ကြည်နဲ့နိုင်အဲလက်ဆိုတဲ့မောင်လေး2ယောက်ကချောင်းထဲကိုဆင်းပါတယ်ရှင်။မက်ပီတာအပင်ကြီးကချောင်းရည်နဲ့စီးလာတော့ရှင်တနေရာမှာသွားပြီးတော့စုတဲ့ရက်တွေလတွေနှစ်တွေကြာလာတော့ဒီအပုတ်ကြီးကတဖြည်းဖြည်းအရန်ကြီးပြီးတော့ရေအလေးချိန်တွေကအများကြီးဖြစ်နေပါတယ်ရှင်။မောင်လေး2ယောက်ကလည်းချောင်းတွေဘောနော်ဒီအပုံကြီးကိုသူတို့တွားပြီးတော့ဆင်းဆဲကြမယ်ကမ်းပေါ်ကိုဆွဲတင်မယ်ဆိုပြီးတော့ရေထဲကိုဆင်းသွားပါတယ်ရှင်ဖြစ်ချင်တော့အပုံကြီးရဲ့ဝိတ်ကအရန်များပြီးတော့မောင်လေး2ယောက်အပေါ်ကိုတွားပြပါတယ်ရှင်မောင်လေး2ယောက်ကဟိုးရေအောက်ထဲကိုရောက်သွားတော့ဗောရှင်ပြန်ပေါ်လာနုနုနဲ့အနီးကမြန်မာပြည်သားတွေကလည်းစိတ်တပူပူနဲ့စောင့်နေကြပါလေရှင်။ကောင်လေး2ယောက်လောကလည်းရေဘော်ကိုပြန်တက်မလာခဲ့တော့ပါဘူးရှင်။ဒီမှာအလုံးလုံးဖို့စောင့်နေကြတဲ့မြန်မာပြည်သားတချို့ကလည်းမောင်လေး2ယောက်ဘာမှမဖြစ်ပါစေနဲ့လို့စိတ်တပူပူနဲ့စောင့်နေကြတဲ့အဦးလုံးကဆုံးသွားခဲ့ပါတယ်။သူတို့2ဦးရဲ့အလောင်းတွေကို9 နာရီကျော်မှရေအောက်ထဲကဆယ်ယူရရှိခဲ့တာပါရှင်။2ယောက်လုံးကလည်းတတိယပြောပြချက်အရအသက်20 21နှစ်ဝန်းကျင်လို့သိရပါတယ်ရှင်။မိသားစုနဲ့လည်းထပ်တူဝမ်းနေရပါတယ်ရှင်။ဝရှိသူတို့ရဲ့ပြောပြချက်အရမက်ပီတာအပင်တွေကချောင်းထဲမှာပြည့်နေတော့ရေကကောင်းမစီးသွားလာဘူး။တချို့အပင်ပုံနှံ့တွေကလည်းရှိနေတော့ရေအနှံ့တက်ကလည်းမကောင်းဘူး။ဒီတော့မြန်မာပြည်သားအယောက်20ကိုငားရမ်းခဲ့ပြီးတော့ချောင်းထဲကပြည့်နေတဲ့မက်ပီတာအပင်တွေကိုကမ်းပေါ်ဆွဲတင်ပါတယ်ရှင်။နောက်ပြီးတာဝန်ရှိသူကဒီမက်ပီတာအပင်တွေကိုသူတက်မြေဩစာလှုပ်ဖို့လို့သိရပါတယ်ရှင်။ဒီနေရာကိုပြီးကြလို့ရှိရင်အပန်းဖြေစခန်းအသစ်တိစောက်မယ်လို့လည်းပြောပါတယ်ရှင်အပန်းဖြေစခန်းတော်မဆောက်ရသေးဘူးမက်ပီတာအပင်တွေကိုကမ်းပေါ်ဆွဲတင်မှုရေအောက်ထဲဆင်းသွားတဲ့မောင်လေး2ယောက်ကပထမဦးဆုံးတန့်ရှည်လုံရင်းနဲ့ဆုံးသွားခဲ့ရတာပါရှင်ပုံမှန်ဆိုရင်သူတို့နှစ်ဦးကဆုံးမှာမဟုတ်ပါဘူးရှင်နှစ်လကြာတော့တချို့အပင်တွေကလည်းရေစီးနဲ့အတူပါသွားတယ်တချို့အပင်တွေကလည်းမပါဘဲနဲ့တောက်တနေရာမှာသွားကတ်နေတယ်နောက်တဖြည်းဖြည်းနဲ့များလာတော့မက်ပီတာအပုံကြီးကကြီးလာပြီးတော့အထူကြီးဖြစ်သွားတော့ဗောရှင်ဒီအပုံကြီးကိုဆယ်ဘူးတဲ့သူတွေဆိုတိမှာပါရှင်။ तू ကဝိတ်အရန်များပြီးတော့လေအရန်လေးတယ်လို့လည်းသိရပါတယ်ရှင်။မောင်လေး2ဦးဆင်းဆဲတဲ့အပုံကြီးကကြီးလဲကြီးထူလဲထူတယ်လို့သိရပါတယ်ရှင်။အပုံကြီးပြီးပြီးတော့သူတို့2ဦးကလေဟိုးရေအောက်ထဲကိုရောက်သွားတာပါရှင်။အလောင်းကို9 နာရီကျော်မှပြန်တွေ့ရတာပါရှင်။ဝေရှိသူကတော့သူတို့2ဦးရဲ့အလောင်းကိုကောင်းမွန်တကြိုဖို့မိသားစုဝင်တွေကိုအပ်လိုက်တယ်လို့သိရပါတယ်ရှင်။